ကျွန်တော်တို့စီမှာအကင်တွေဆိုရင်လည်းရွေးချယ်စရာအများကြီးထားပေးပြီးတော့တခြားတောက်စရာတွေနဲ့လည်းတွဲပြီးတော့သုံးဆောင်လို့ရပါတယ်ကျွန်တော်တို့ဆိုင်နာမည်ကတော့ One City One Flavor ဖြစ်ပါတယ်ကျွန်တော်တို့ဆိုင်မှာလူစားများတွေဆိုရင်ဒီစကောင်းကပေါက်ချိုင်းတုံးဦးကင်ခရူးမာလာဂုံချိုင်းတုံးအချင်းတုံးစုံထမင်းလုံးကင်နဲ့ကင်ဆိုရင်လည်းအမျိုး340ကျော်လောက်ရပါတယ်အဲ့ထဲမှာဆိုရင်လူစားများတွေကတော့စကောင်းကားရှိမယ်ကျွန်တော်စကောင်းကားထဲမှာဆိုရင်9ကြော်တစ်ကောင်စိတ်သား3တက်သားပါမယ်ပေါ့နော်သူကြတော့ကျွန်တော်ဆက်လက်ရွက်ထဲကိုမုတ်ဖက်နဲ့ကြိတ်နှစ်တက်ရအသားအုပ်ထည့်ပြီးအချင်းလေးနဲ့သုံးဆောင်ရတာပါပေါက်ချိုင်းတုံးဦးကင်ဆိုရင်လည်းအရတာလေးကစိတ်စိတ်လေးနဲ့စားလို့ကောင်းပါတယ်ဂုံချိုင်းတုပ်ဆိုရင်လည်းအမိုလေးနဲ့ထုံထုံချင်းချင်းဆက်ဆက်လေးတုပ်ပေးထားတာမို့လို့စားလို့ကောင်းပါတယ်သမင်းလုံးကင်ဆိုရင်လည်းအသားလေးနဲ့တွဲစားဒီတိုင်းပဲစားလို့ကောင်းပါတယ်ဖျူးချက်လေးဆိုရင်မာလာလေးပဲဖြစ်ဖြစ်ချင်းဆက်ပဲဖြစ်ဖြစ်မိမိကြိုက်နှစ်လို့သုံးဆောင်လို့ရပါတယ်တီးစုံအချင်းတုပ်ဆိုရင်အသီးမျိုးစုံကိုအရတာမျိုးစုံပေါ်လွင်အောင်တုပ်ပေးထားတာမို့လို့အချင်းကြိုက်တဲ့လူဆိုရင်လည်းလာထွိုင်းကြည့်တင်ပါတယ်ကျွန်တော်တို့ဆိုင်လေးမှာဆိုရင်အတွင်းဘက်အဲကွန်ကန်လေးရှိပြီးတော့အပြင်ဘက်မှာဆိုရင်လည်းကြက်ကြက်လုံးနဲ့ထိုင်လို့ရအောင်စီစဉ်ပေးထားပါတယ်ကျွန်တော်တို့ One City One Flavor ရဲ့ဆိုင်လိပ်စာလေးကတော့58လမ်း39 C တောက်ပါပါဆိုင်ဖွင့်ချိန်လေးကတော့မနက်7:00နာရီကနေည10:00နာရီထိဖြစ်ပါတယ်မြောက်ဖူးတဲ့လူတွေလည်းလာရောက်ကြည့်ဖို့ကျွန်တော်တို့ဆိုင်လေးကနေကြိုးဆိုနေပါမယ်